ပေးအပ်ဒီလာအပ်ထားတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီကလေးကကျမတို့ကဒီမွေးတဲ့ချိန်ကျတော့သူခြေတော့တူးလက်တွေကအကုန်လုံးဒီပုံစံမဟုတ်ဘူးတော့ပုံလုံးဝမပေါ်ဘူးပေါ့နော်အဲ့ဒါကျမတို့စိတ်ယုံမှာနှစ်ခါသုံးလေးခါခွဲစိတ်မှုကိုလုပ်ရပါတယ်နော်ဒါကြောင့်မလို့အခုကသူ့ခြေတော့လေးဒီနဲ့သူ့လက်တွေကနော်ဒီအခြေအနေကတော့အကောင်းကြီးမဟုတ်ပေမဲ့လည်းအများကြီးနော်ကောင်းလာပြီပေါ့နော်အခုထိတူမိဘတော့ရှိပါတယ်ဒါပေမဲ့တူမိဘဒီမှာငငယ်ကလေးကမွေးတင်းဆက်ကလေးကနေဒီလိုလာထားပေးလိုက်တဲ့ချိန်ကျတော့သူကတူမိဘကိုနော်တိတက်တဲ့အရွယ်ဖြစ်နေတဲ့အတွက်ကြောင့်မလို့နော်မိဘကိုအရန်တတိရတယ်ဆိုတဲ့ဒီချင်းလေးပဲဒီအကိုကြီးကနေစထားပေးတဲ့ဒီချင်းဖြစ်ပါတယ်နော်အခုသူကတီဆိုသွားမှာဖြစ်ပါတယ်ဒါဆိုတော့ရမ်းကောင်းတယ်နော်ညာအဲ့ဒီဒါတော့ဆိုသားလေးကတော့ချွတ်ချွတ်အောင်လုပ်ခေါ်ပါတယ်နော်သူမိဘလည်းအယံကိုသူ့ကိုချစ်ပါတယ်ဒါပေမဲ့လည်းခုနကိုအင်္ဂါချွတ်တဲ့ချိန်ကျတော့မိဘမတတ်နိုင်ဘူးဒီဥစ္စာကိုပြန်ပြီးမှသူ့သားကိုခြေလက်ပြီးပါဒီခွဲစိတ်ကုသမယ်ဆိုရင်ဒီလူမိဘဆင်းရဲတဲ့ချိန်ကျတော့မတတ်နိုင်တဲ့ချိန်ကျတော့ဒီမပေးရက်ပေမဲ့လည်းနော်သူမိဘလည်းဒီကိုလာမှပေးလိုက်ခြင်းဖြစ်တာပေါ့နော်